တီးရတန်တရှဲရှဲနှင့်အတူတောတောင်ရေမြေတို့ငြိမ်သက်စွာပြုတ်နေသည့်အချိန်ကာလတစ်ခုဖြစ်သည်မြို့ပြ၏မီးရောင်စုံများနှင့်ဝေးကွာလာသောရှေးဟောင်းအငွေအသက်တို့လွှမ်းခြုံထားသည့်ကုန်းသာရွာလေးစီသို့ကျောင်းစရာလေးမင်းခန့်တယောက်တာဝန်ကျလို့ရောက်ရှိလာခဲ့သည်မင်းခန့်သည့်အသက်25နှစ်အရွယ်ရိုးသားအေးဆေးပြီးစာပီဘူးတုဒအရာမှာစူးစမ်းလိုစိတ်ပြင်းပြသူတအုပ်ဖြစ်သည်သူတာဝန်ကျရာကုန်းသာရွာလေး၏အစွန်တောအုပ်ဆိုင်စာနှင့်နီးကပ်စွာတည်ရှိနေသောစာတင်ကျောင်းအဆောင်အဟောင်းကြီးမှာမင်းခန့်အတွက်တော့စာဖတ်ရင်တိတ်ဆိတ်စွာနေထိုင်စရာနေရာတစ်ခုဖြစ်ခဲ့ရသည်ရွာသို့ရောက်ကစားရွာလူကြီးများကကျောင်းဆောင်အနောက်ဘက်ကဇေဒီဖြက်ကြီးနာသို့ညာဘက်တွင်မသွားလာရန်နှင့်ထိုနေရာ၌ရှေးကလေးကတည်ရှိခဲ့သောတိုက်နန်းတစ်ခုရှိကြောင်းတတိပေးခဲ့ကြဘူးသည်သို့သောလက်တွေ့ဆန်သောတမိုင်းဆရာလေးတဦးဖြစ်သည့်အတွက်ထိုကဲ့သို့သောနာနာဘာဝတိုက်သမိုင်းများကိုမင်းခန့်စိတ်ဝင်စားရုံထက်မပိုခဲ့ပေသူသည်ကျောင်းဆောင်ကြီး၏တီးတန့်အခန်းငယ်လေးတစ်ခုတွင်တဦးရဲနေထိုင်ကညစီညတိုင်းရေနံစီမီခွက်ကလေးကိုထုံညှိပြီးစာဖတ်ခြင်းဖြင့်သာအချိန်ကုန်လွန်စေခဲ့သည်သို့တော်မင်းခန့်၏အေးချမ်းလာသောညနေချိန်များမှာအမြဲတမ်းတော့ငြိမ်သက်မနေခဲ့ပါထိုနေ့ညကဝါကောင်လားပြေးကျော်ရက်အနေငယ်မှုကောင်းကင်ရံတွေလမင်းကြီးကအဝါရောင်ဖြော့ဖြော့အလင်းတန်းကိုကပ္ပမြေပြင်ပေါ်သို့ဖြန့်ခင်းထား၏ကျောင်းဆောင်ဟောင်းကြီး၏ပပတ်လေတွင်ပရစ်တောင်ပန်ခတ်တံများနှင့်ဖားအော်တန်တချို့မှအပဘာအတန်းမှမရှိတော့ချေအချင်းကတကောင်ရံတိတ်ဆိတ်ချိန်သို့ရောက်ရှိနေပြီဖြစ်သည်မင်းခန့်တယောက်စာအုပ်ကိုပိတ်ခါရေနံစီမီခွက်ကိုမှုန်ငိမ့်ပြီးကရင်ထက်တွင်လှေလျောင်းအိပ်ဆက်လိုက်သည်ခဏအကြာတွင်ဘေးပတ်ဝန်းကျင်တစ်ခုလုံးပုံမှန်ထက်ပုံမအေးဆက်လာသလိုခံစားလိုက်ရသည်တောတောင်တွေကတိုက်ခတ်လာသောညလေအေးလေးကြောင်မဟုတ်ပေတကူလုံးကိုတုံခါသွားစေသည့်ထူးဆန်းသောအေးရထမျိုးဖြစ်၏ချက်ချင်းဆိုသလိုပင်တိုက်ခန်းငယ်လေးအတွင်းသို့လေပြေလေးအေးလေးတစ်ချက်ဝှေ့ရန်တိုက်ခတ်သွားပြီးထိုလေပြေလေးနှင့်အတူအလွန်တင်းပြန့်လာသောစပယ်ပန်းရက်နဲ့မုံမွေလေးကနှာခေါင်းထဲသို့တိုးဝင်လာခဲ့သည်တောရွာစာတင်ကျောင်းလေး၏အခန်းထဲတွင်ဤမြတင်းပြန်ထူဆန်းသောပန်းရနံမျိုးရှိမနေနိုင်သည်ကိုမင်းခန့်သည်မင်းခန့်တယောက်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်မိချိန်တွင်မူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်ရင်ခုန်တမ်းများဘုံဘုံလေးမတက်ရက်တန့်သွားရပါတော့သည်လေသာပြင်းပေါက်မှဖြာချနေသောလာရောင်နုနုအောက်တွင်အရိပ်တစ်ခုရွေ့လျာနေပါ၏ထိုအရာဟာလှပလွန်သည့်မိန်းကလေးတဦးဖြစ်၏သူမသည်ရှေးဟောင်းမြတ်မာအမျိုးသမီးတို့ဝတ်ဆင်လေးရှိသည့်ပိုးရတနာကချင်ရင်ဖုံအင်ကြီးအဖြူလွှတ်လွှလေးနှင့်ရွှေကြည်ထိုးထပေကိုဝတ်ဆင်ထား၏စပင်းအရှိကြီးကိုအနောက်ဘက်တွင်ကြော့ရှင်းစွာထုံဖွဲ့ထားပြီးနဗန်းပွင့်နှင့်စတိုးတို့ကလာရောင်အောက်တွင်တလန်းလက်တောက်ပါနေသည်သူမရဲ့အသားရည်မှာနှင်းပွင့်ကဲ့သို့ဖြူဖွေးဝင်းပါနေပြီးမျက်နှာလေးကမူနတ်သမီးတစ်ပါးကဲ့သို့ပင်ပြစ်မျိုးမှိတ်မချေလှပလို့သည်မင်းခန့်တယောက်ကြောက်လိုက်ရမယ်စာထိုအလှအပတွင်မိန်မောကဘာစကားမှမပြောနိုင်ပေကြောက်ရွံ့ပမာငေးကြည့်နေမိပါ၏ထိုထူးဆန်းလာသောမိန်းကလေးသည်မင်းခန့်အားတစ်ချက်မှကြည့်မလားပဲလွန်စွာပင်ပန်းနွမ်းနေသည့်ဟန်ဖြင့်မင်းခန့်၏ကရင်ချေရင်ကွပ်ပြက်အနီးသို့ဖြည်းဖြည်းချင်းလမ်းလျှောက်သွား၏ပြီးနောက်သူမဝတ်ဆင်ထားသည့်ပဝါဘားလေးကိုခေါင်းအောက်တွင်ခုလိုက်ပြီးမင်းခန့်၏အခန်းငယ်လေးထဲ၌ပင်ဘာအနည်းရဲမှမရှိတကဲ့သို့ငြိမ်သက်အေးချမ်းစွာလှဲလျောင်း၍အိပ်ဆက်ခြင်းအကြောင်းနဲ့သို့နှိမ့်မြုပ်သွားပါတော့သည်သူမအိပ်ပျော်သွားသည့်တိုင်အောင်တင်းပြန့်လာသောစပယ်ပန်းရနံ့များကအခန်းထဲတွင်ပြန့်လွင့်နေဆဲဖြစ်၏မင်းခန့်သည်ကရင်ပေါ်မှနေ၍ခြေရင်းတွင်အိပ်မောကျနေသောထိုထူးဆန်းသည့်မိန်းကလေးကိုတအံ့တအောငေးကြည့်နေမိသူမ၏အသက်ရှူတန်ခက်မှန်မှန်လေးကတိတ်ဆိတ်နေသောညနေတကောင်ရံတွင်တဲတဲလေးထွက်ပေါ်နေသည်သူမကဘာအန်ရဲမှပေးမိပုံလည်းမပေါ်မကောင်းဆိုးဝါးတကောင်လိုချောင်းလန့်ခြင်းလည်းမရှိပါညနေတကောင်ရံတွင်ဆရာလေး၏အခန်းထဲသို့ခိုးကြောင်ခိုးဝဲဝင်ရောက်လာပြီးအိတ်ဆက်ယုံတက်တက်သားဖြစ်နေပါ၏မင်းခန့်စိတ်ထဲတွင်မေကွန်ပေါင်းများစွာဖြစ်ပေါ်နေတော့လေအိမ်မောချနေသည့်သူမကိုမနှိုရဲခဲ့ပြီးလာရောင်အောက်တွင်ကလေးငယ်လေးတစ်ယောက်လုံးအပြစ်ကင်းစင်စွာအိပ်ပျော်နေသည့်သူမ၏မျက်နှာလေးကိုကြည့်ရင်မင်းခန့်တယောက်အိတ်မပျော်နိုင်ပဲမိုးလင်းသည့်အထိစောင့်ကြည့်နေမိပါတော့သည်နေအောင်ကြီးနုနုကအခန်းထဲသို့တိုးဝင်လာပြီးကြက်တွန်တမ်းများထွက်ပေါ်လာသည့်အာယုံဦးအချိန်ရောက်လာသောအခါမင်းခန့်တယောက်မျက်တောင်တစ်ချက်အပိတ်မှပင်ကရင်ချေရင်း၌လဲလျောင်းအိပ်ဆက်နေသောထူးဆန်းသည့်မိန်းကလေးသည်မိခိုးငွေတစ်ခုပမာလေထဲတွင်ဝိုးတစ်ဝါဖြစ်ကကွဲပြောက်သွားခဲ့ပါပြီ
အခန်းထဲတွင်ကြံရိတ်ခဲ့သည်ကညကလေးကတင်းပြတ်နေစေဖြစ်သောစပယ်ပန်းရနံ့လေးတစ်ခုတည်းသာဖြစ်၏မင်းခန့်တယောက်ရောက်ရက်ခတ်သွားပြီးကိုပြစ်ပေါ်ကိုလိုက်လံရှာဖွေကြည့်တော့လေဘာအစာအနာမှမတွေ့ချင်ညကဖြစ်ပျက်ခဲ့သမျှအရာအလုံးကစိတ်ကူးရင်အိမ်မက်တစ်ခုလိုပင်တိုးတော့အခန်းထဲကပန်းရနံကဒါဟာအိမ်မက်မဟုတ်ကြောင်းသက်သေပြနေမင်းခန့်တယောက်ရင်ထဲတွင်ဒိန်းဒိန်းနဲ့တုံအောင်လှုပ်ခတ်နေသောနှလုံးသားကိုလက်ဖြင့်ဖြီး၍ကျောင်းဆောင်အနောက်ဘက်ကရှေးဟောင်းစီသည်ပြက်ကြီးစီသို့လှမ်းမြော်ကြည့်လိုက်မိပါတော့၏ပထမဆုံးညကဖြစ်ပျက်သမျှအရာအလုံးသည်မင်းခန့်အတွက်တော့နိုးတဝက်အိမ်မက်တစ်ခုလိုပင်စမ်းကြဲလွန်နေခဲ့ပါ၏နေကင်းဘက်စာတင်ကျောင်းတွင်ကလေးများကိုစာတင်ပေးနေရတော့လဲမင်းခန့်၏စိတ်အာယုံတို့ကညကခြေရည်တွင်လာရောက်အိပ်ဆက်သွားသည်ထူဆန်းလှပသောမိန်းကလေးတဦးစီတို့သာရောက်ရှိနေမည်။ကျောင်းပိတ်၍မိုးချုပ်သွားသည့်တိုင်အောင်မင်းခန့်တယောက်မျက်လုံးထဲတွင်ထိုမိန်းကလေး၏ပုံရိပ်ကဖျောက်ဖျက်၍မရနိုင်ပဲရှိနေခဲ့ပါသည်။ထိုနေ့ကျညစ်တကောင်ရန်အချိန်သို့ရောက်သောအခါမင်းခန့်သည်မအိပ်ပဲဂရင်ပေါ်တွင်ငြိမ်သက်စွာထိုင်ရင်စောင့်ဆန်းနေမည်။အချိန်ကပထမညကအတိုင်းတကောင်ရန်တိတိသို့ရောက်ရှိလာခဲ့ပြီးဖြစ်သည်။လေတူတစ်ခုလုံးထူးဆန်းစွာအေးစိမ်လာပြီးတင်းပြန်လှသောစပယ်ပန်းရနံ့လေးကအခန်းတွင်သို့စတင်ပြန်လွင်လာပြန်သည်ထို့နောက်လေသာပြတင်းပေါက်မှတက်စဉ်လာရောက်နှင့်အတူမျောပါလာတကယ်သို့ထိုမိန်းကလေးသည်မြင်းခန့်၏အခန်းငယ်လေးထဲသို့ထပ်မံဝင်ရောက်လာခဲ့ပါ၏သူမသည်မင်းညကအတိုင်းပင်လှပကြော့ရှင်းနေသောအဖြူအောင်ရင်ပုံအင်ကြီးလေးနှင့်ရွှေကြည်ထိုးထမီလေးကိုဝစ်ဆင်ထားစေဖြစ်၏သူမသည်ကရင်ပေါ်တွင်မအိပ်ပဲစောင့်ကြည့်နေသည့်မင်းခန့်ကိုမြင်တော်လေအန်အောတုံနှုတ်ခြင်းမရှိပဲညှို့ထက်ပါသောမျက်ဝန်းဆုံးဖြင့်တစ်ချက်မျှသာငေးကြည့်လိုက်ပြီးနောက်ဘာစကားတခုံးမှမဆိုပဲဂရင်ချရင်ကကွက်ပြောင်လေးပေါ်တွင်လှဲလျောင်းကမျက်လုံးအစုံကိုမှိတ်၍အိတ်ဆက်ခြင်းကပါတဲ့သို့ချက်ချင်းဆိုသလိုနှမြုပ်သွားပြန်ပါ၏မင်းခန့်တယောက်ဤအခြေအနေကိုဆက်လက်အောင်ဤမထားနိုင်တော့ပဲဂရင်ပေါ်မှဖြည်းဖြည်းချင်းဆင်လာ၏ခြေတံကိုလုံးအောင်ထင်ရင်ကွက်ပြက်ဘေးတွင်ဒူးထောက်ထိုင်ကအိမ်မော်ကျနေသောမိန်းကလေးကိုအနီးကပ်ဆူဆန်းမိပါ၏လာရောင်အောက်တွင်မြင်တွေ့ရသောသူမ၏မျက်နှာလေးသည်နတ်သမီးတစ်ပါးထူးစစ်ထားတဲ့ကဲ့သို့ချောမောလှပလောသောလေအသားအရည်မှမူတာမန်လူသားတို့နှင့်မတူပဲရေခဲပြင်ကဲ့သို့အေးစိမ်နေခဲ့၏မင်းကလေးမင်းခန့်ဟာအတန်တိုးတိုးဖြင့်ခေါ်ကြည့်တော်လေသူမဟာဘာတုတ်ပြန်မှုမှမရှိပဲအိတ်မောကြနေမြဲကြနေပါ၏သူမ၏လက်ကလေးကိုအသားအရလှုပ်ကန်ကြည့်တော်လေပိုးသားထက်နူးညံ့လှသောလက်ချောင်းလေးများသည်အသက်မဲနေတကယ်သို့အေးဆက်လွန်လာသည်မင်းခန့်တယောက်စိတ်ရှည်လက်ရှည်ဖြင့်ဘေးကနေစောင့်ကြည့်နေမိရာမှာအာယုံတက်ချိန်သို့ရောက်သောအခါသူမသည်မိကိုငွေတစ်ခုပမာလေထဲတွင်ဝိုးတစ်ဝါဖြစ်ပြီးထပ်မံပြောက်ကွယ်သွားပြန်ပါ၏ဤသို့ဖြင့်တညပြီးတညတပတ်ပြီးတပတ်ကုန်လွန်လာခဲ့၏ထူဆန်းသောမိန်းကလေးသည်ညစဉ်ညတိုင်းမင်းခန့်၏အခန်းငယ်လေးစီသို့လာရောက်အိပ်ဆက်မြဲအိပ်ဆက်နေခဲ့၏မင်းခန့်သည်လည်းညတိုင်းသူမအိပ်ပျော်နေသည်ကိုဘေးကနေစောင့်ရှောက်ပေးရင်သူမအပေါ်တွင်မရည်ရောပဲတန်ရောစင်နှောင်ကြိုးများတဖြည်းဖြည်းတိုးပတ်ဝင်ရောက်လာမိပါတော့၏လူနှင့်နနာဘာဝမတူညီသည့်ကဘာနှစ်ခုကြားကစမ်းကြည်လှသောတန်ရောစင်လည်းဖြစ်သည်လာပညာတညသို့ရောက်ရှိလာသောအခါကောင်းကင်တွင်လမင်းကြီးကတာယာဝပြောစွာတောက်ပါနေသည်ထိုညတွင်မင်းခန့်ကထူးထူးခြားခြားရေနံစီမီခွက်ကိုမငြိမ်မဲမိအလင်းရောင်ကိုလျှော့ကာစောင့်ဆိုင်နေခဲ့၏တကောင်ရချင်းနှင့်စပယ်ပန်းရနံ့တို့နှင့်အတူမိန်းကလေးရောက်ရှိလာပြန်သည်သို့တော်ထိုညတွင်သူမ၏ပုံစံကထူးခြားနေသည်မျက်နှာလေးမှာပုံမိုဖြူဖြော့နေပြီးလမ်းလျှောက်ရာတွင်လည်းပင်ပန်းနွမ်းနယ်လွန်၍လဲပြိုတော့မဲ့ဟန်ဖြစ်နေသူမသည်ကုပြည့်ပေါ်သို့လဲလျောင်းရန်စူးစမ်းနေစဉ်မှာပဲခြေလဲများရိုင်နေသွားခဲ့ရ၏မင်းခန့်တယောက်စိုးရိမ်စိတ်ဖြင့်ဖြတ်ခနေထကသူမ၏ပခုံးကိုအသားအရာလှမ်းဖမ်းထိန်ပေးလိမ့်မိပါ၏ထိုအချိန်တွင်ထူးဆန်းစွာပင်ညတိုင်းအိမ်မောကြနေတတ်သောမိန်းကလေး၏မျက်လုံးအစုံကပွေလာပြီးမင်းခန့်ကိုတုံလှုပ်စွာကြည့်ရှုလာခဲ့၏ဤသည်မှာပထမအဆုံးအကြိမ်ရင်ဖြင့်သူတို့နှစ်ဦးအသီးစိတ်ချင်းစုံစည်းမိခြင်းဖြစ်၏မကြောက်ပါနဲ့မင်းကလေးရဲ့ကိုဘာမှအန်ရမပေးပါဘူးမင်းခန့်ဟာတိမ်ဝေးစွာပြောလိုက်တော့လေမင်းကလေး၏နှက်ခမ်းလွှာကတုံရည်နေပြီးစကားတန်ထွက်မလာချေသူမ၏မျက်ဝဲအစုံတွင်မျက်ရည်စားတချို့ဝဲခေါ်လာပြီးမင်းခန့်၏လက်ကိုအာကိုတကြီးဆုပ်ကန်ရန်ကြိုးစားရှာ၏သို့တော်လာရောင်ကပုံမတောက်ပါလာသည့်နေအမျှသူမ၏အသိစိတ်တို့တဖြည်းဖြည်းဝေဝသွားပြီးမျက်လုံးအစုံပြန်လဲပိတ်ခါမင်းခန့်၏ရင်ငွေနာတွင်ပင်အိမ်မောကျသွားပါတော့၏သူမ၏ဖြူဖြော့နေသောမျက်နှာလေးကိုကြည့်ရင်
မင်းခန့်ရင်ထဲတွင်တနာစရာကောင်းလာသည်ဟုခံစားလိုက်ရသည်ဤမင်းကလေးသည်လူသားမဟုတ်သည်ကတေချာသလောက်ရှိနေပြီလေဖြစ်၏သူမသည်ဘာကြောင့်ညတိုင်းအိတ်ဆက်ခြင်းချိန်စာတင်နေရတယ်လေဘာကြောင့်မိမိအခန်းစီကိုပဲလာအိတ်ဆက်ရတယ်လဲဆိုသည်ကိုမင်းခန့်အသေးအတန်တီချင်လာခဲ့၏နောက်တနေ့မနက်မိုးလင်းလာတဲ့အခါမင်းခန့်သည်စာတင်ကျောင်းဆောင်နောက်ဘက်ကရှေးဟောင်းစီရီပြက်ကြီးစီသို့ချီဦးလှည့်လာခဲ့၏စေဒီပြက်ကြီးဤပပတ်လေတွင်ခြုံရွယ်ပိတ်ပေါင်းများရှုပ်ထွေးနေပြီးရှေးဟောင်းကျောက်စာတိုင်းတချို့ပြိုလဲနေသည်ကိုတွေ့ရ၏မင်းခန့်သည်ကျောက်စာတိုင်းများပေါ်ကရှေးဟောင်းစာသားများကိုဖုံပြေများတုတ်တင်ကတေချာစွာဖတ်ရှုလေ့လာကြည့်မိတမိုင်းပညာရှင်ကျောင်းဆရာလေးတဦးဖြစ်သည့်အတွက်ကျောက်စာပါရှေးဟောင်းအရေးအသားများကိုမင်းခန့်အတိတ်ပဲဖော်နိုင်ခဲ့၏ထိုကျောက်စာတိုင်းတွင်လွန်ခဲ့သောနှစ်ပေါင်းရာချီကတည်ရှိခဲ့သည့်တိုက်နန်းတစ်ခုအကြောင်းနှင့်ထိုတိုက်နန်းကိုစောင့်ရှောက်ရသောနှင်းနုနွယ်ဟုအမည်ရသည့်တိုက်နန်းရှင်မင်းသမီးလေးတဦးအကြောင်းရေးထိုးထားသည်ကိုအံ့ဩဖွယ်ရာမြင်တွေ့လိုက်ရပါတော့၏ကျောက်စာတိုင်းအဟောင်းပေါ်ကရှေးဟောင်းရေးသားများကိုဖတ်ရှုပြီးတဲ့နောက်မင်းခန့်တယောက်အံ့ဩတုန်လှုပ်မှုများနဲ့အတူအချက်အလက်တချို့ကိုသိရှိသွားခဲ့ပါ၏ကျောက်စာတွေတွင်ဖော်ပြချက်အရတိုက်နန်းရှင်မင်းသမီးနှင်းနုနွယ်သည်ရှေးဖိုးဘွားများ၏တစ္ဆာဖောက်ဖျက်မှုကျိန်စာကြောင့်လူလောကနှင့်တိုက်လောကကြားတွင်ဝိညာဉ်အကျဉ်းသားအဖြစ်ဆောင်းရှောက်နေရသူဖြစ်သည်ထိုထက်ပိုမိုထူးဆန်းသည်ကတိုက်နန်းအတွင်းဝယ်မျက်နှာတကောင်အချိန်များတွင်အလွန်တရာအေးစိမ့်လာသောအရေးထံနှင့်ပြင်းထန်သောအထီးကျန်ခြင်းဝေဒနာကိုခံစားရလေရှိပြီးထိုဝေဒနာကိုမခံမရနိုင်ဖြစ်နေရရှာသည့်တိုက်နန်းရှင်မင်းသမီးလေးမှာလူသားတို့၏စစ်မှန်သောမေတ္တာဓာတ်နှင့်နှွေးထွေးမှုရှိရာအရက်ကိုရှာဖွေရင်ကျောင်းဆရာလေးအခန်းငယ်လေးစီသို့ညစဉ်ညတိုင်းလာရောက်ခိုလုံအိပ်ဆက်ရခြင်းဖြစ်ကြောင်းမင်းခန့်သဘောပေါက်သွားခဲ့သည်သူခမညာညတိုင်းဒီလောက်အေးစိမ့်တဲ့ဝေဒနာကိုခံစားနေရရှာတာပဲမင်းခန့်ရင်ထဲတွင်နှင်းနုနွယ်ပေါ်တနာစိမ့်နဲ့အတူမျက်နှာတံမိုးထားသည့်မြတ်တာစိတ်တို့ပုံမပြင်းထန်လာခဲ့သူသည်နေခင်းဘက်တွင်ရွာဦးကျောင်းဆရာတော်ထံတွားရောက်ဖူးမြော်ပြီးတိုင်နန်းနှင့်ကျိန်စာများအကြောင်းလှိုးဝဲစွာစုံစမ်းထားခဲ့ဆရာတော်ဟာတိုင်နန်းရှင်များလူလောကနှင့်လာရောက်ပတ်သက်ပါကတိုက်ဆောင်နှမေများ၏အမျက်တော်ရှောက်မှုကိုခံရတတ်ကြောင်းနှင့်ထိုကျိန်စာမှာအပီးအပိုင်လွတ်မြောက်ရန်နီလန်းမှလွန်စွာခက်ခဲကြောင်းမိန့်ကြားခဲ့၏ထိုနေ့ညညတကောင်များချိန်တွင်မင်းခန့်သည့်အခန်းထဲ၌ဆောင်းပုံများကိုပြင်ဆင်ထားပြီးနှင်းနုနွယ်ကိုစောင့်ဆိုင်နေခဲ့၏တင်းပြန်လှသောစပယ်ပန်းရနက်များနှင့်အတူလာရောက်အောက်တွင်နှင်းနုနွယ်ရောက်ရှိလာပြန်သည်ထိုညတွင်သူမ၏ပုံရိပ်မှာပို၍ပင်ပါလွှာဝင်လွှားနေပြီးလမ်းလျှောက်ရပင်အား၏မရှိတော့သည့်ဟန်ဖြင့်တုံရည်နေရှာ၏မင်းခန့်သည်ကိုပြစ်ပေါ်သို့ဖြိုချလူနေပါဖြစ်နေသောနှင်းနုနွယ်ကိုအမြန်လှမ်းဖမ်းထိန်ပေးလိုက်ပြီးသူမ၏ကိုလေးကိုပွေ့ချီကဂရင်ပေါ်တွင်အသားရလှဲလျောင်းပေးလိုက်ပါ၏ထိုအခါ၏တန်တွင်နှင်းနုနွယ်၏မျက်ဝန်းအစုံပြန်ပွင့်လာပြန်သည်ရခင်ညကထက်ပုံမကြည်လင်ပြတ်သားသောမျက်ဝန်းများဖြင့်မင်းခန့်ကိုငေးကြည့်လာခဲ့၏သူမ၏နှကန်းလွှာလေးများတုံရင်းလျက်ခက်ခဲစွာစကားစတင်ဆိုလာ၏ဆရာလေးကျမကိုကာကွယ်ပေးပါနော်သူမ၏အတန်လေးကတိုးညင်းလွန်လာတော့လေတောကအပူဓာတ်တို့လွှမ်းခြုံနေခဲ့ပါ၏မင်းခန့်ကသူမ၏အေးဆက်လှသောလက်ကလေးကိုနှွေးထွေးစွာဆုပ်ကိုင်းအားပေးစကားဆိုလိုက်၏မကြောက်ပါနဲ့မင်းကလေးမင်းတို့ကိုအသက်နဲ့လဲပြီးကာကွယ်ပေးပါမယ်မင်းဘာကြောင့်ဒီလိုဖြစ်နေရတာလဲနှင်းနုနွယ်၏မျက်ဝန်းမှာမျက်ရည်စာတချို့သည်ပါးပြင်ပေါ်သို့ဆေးကြလာ၏သူမဟာအသီးစိတ်မကွယ်ပြောက်မီအချိန်အနည်းငယ်အတွင်းမှာအသေးအတန်ရှင်းပြရှာ၏ကျမညတိုင်းဒီကိုလာပြီးအိတ်ဆက်ရတာကဆရာလေးရဲ့စာဖတ်တမ်းနဲ့ဖြူစင်တဲ့မြစ်တာတက်ကြောင့်တိုင်နန်းရဲ့အေးထံကနေတက်တာရလို့ပါဒါပေမဲ့အခုတော့လေကျမတို့အကြောင်းကိုတိုင်နန်းဆောင်နဲ့မင်းကြီးတွေတိသွားကြပြီသူတို့ကျမကိုလူလောကထဲပေးမလာတော့ဘူးဒါကျမရဲ့နောက်ဆုံးညဖြစ်ပါလိမ့်မယ်စကားအဆုံးတွင်နှင်းနုနယ်၏မျက်လုံးအစုံပြန်လဲပိတ်ကျသွား၏အိမ်မောကြခြင်းအကြောင်းထဲသို့ထပ်မံနှမြုပ်သွားပါတော့၏မင်းခန့်တယောက်ရင်ထဲတွင်ပြုံးခနဲဆုံးနှင်သွားရ၏ညတိုင်းမိမိဘေးတွင်လာရောက်အိပ်ဆက်တက်သောမရည်ရွယ်ပဲအသက်ထက်မကချစ်မြတ်နိုးမိသွားရပါသောဤတိုက်နန်းရှင်မင်းသမီးလေးကိုနောက်ထပ်မြင်တွေ့ခွင့်ရတော့မည်မဟုတ်ဟုတွေးမိသောအခါမင်းခန့်ဘောင်ခတ်မရအောင်ပူဆွေးသွားခဲ့ပါသည်သူသည်အိပ်ပျော်နေသောနှင်းနုနယ်၏ဘေးတွင်ထိုင်မိုးလင်းသည့်အထိမျက်ရည်ကျကစောင့်ရှောက်ပေးနေမိပါ၏
အာယုံတက်ချိန်သို့ရောက်လာတဲ့အခါနှင်းနုနယ်၏ကိုရောင်ကိုဝါသည်ရခင်ညကများထက်ပုံမမြန်ဆန်စွာဝိုးတွားဖြစ်လာပြီးလေထဲတွင်လုံးဝပြောက်ကွယ်သွားခဲ့ပါတော့၏ထိုည၏နောက်ပိုင်းညများတွင်မူမင်းခန့်၏အခန်းငယ်လေးတို့တင်းပြန်လှသောစပယ်ပန်းရနက်လေးရောက်မလာတော့ချေလောက်ရအောက်တွင်ရှောက်လန်းလာတတ်သောဖြူလွှားလွှားပိုးအင်းကြီးဝင်မင်းကလေးသည်လည်းလုံးဝပေါ်မလာတော့ပါအခန်းငယ်လေးသည်ခြောက်ကပ်ပြီးအထီးကျန်ခြင်းများနှင့်သာပြည့်နှက်နေခဲ့၏မင်းခန့်သည်ညစဉ်ညတိုင်းအိမ်မပျော်နိုင်မင်းနှင်းနုနယ်လာရောက်အိတ်ဆက်တတ်သောကုပြက်လေးကိုကြည့်ကာလွမ်းစွတ်တန်းတာနေမိသူမသည်တိုက်နန်းထဲတွင်အကျဉ်းချခံထားရပြီးအေးတံကိုတူးရဲရင်ဆိုင်နေရမည်ကိုတွေးမိတိုင်းမင်းခန့်တယောက်တိတ်ဆိတ်စွာမနေနိုင်တော့ချေမိမိ၏စစ်မှန်သောမေတ္တာတရားဖြင့်နှင်းနုနယ်ကိုတိုက်နန်းနှောင်ကြိုးမှကဲတင်ရန်အတွက်မင်းခန့်တယောက်အသက်အန္တရာယ်များပြားလှသောဆုံးဖြတ်ချက်ကြီးတစ်ခုကိုပြတ်သားစွာချမှတ်လိုက်ပါတော့သည်နှင်းနုနယ်တယောက်ဆရာလေးမင်းခန့်၏အခန်းငယ်လေးစီသို့ရောက်မလာတော့သည်မှာဆေးရက်ခန့်ပင်ရှိခဲ့လေပြီညစီညတိုင်းတင်းပန်းတတ်သောစပယ်ပန်းရနက်လေးပြောက်ကွယ်သွားခြင်းနှင့်အတူကျောင်းဆောင်အဟောင်းကြီး၏ညနေအချိန်များသည်တိတ်ဆိတ်၆ကပ်လွန်၍နေခဲ့၏မင်းခန့်သည်ကရင်ထက်တွင်လှဲလျောင်းနေတော်လဲမျက်စိထဲတွင်ဖြူလွှားလွှားပိုးအင်းကြီးဝင်မင်းကလေးလာရောက်အောင်၌ကလေးငယ်တဦးလိုအပြစ်ကင်းစွာလာရောက်အိတ်ဆက်တတ်သည့်ပုံရိပ်ကိုသာမြင်အောင်ရင်ရင်ထဲတွင်တစ်နေ့တပိုးလန်းစွတ်တန်းထားနေမိသူမသည်တိုင်နန်းဤစည်းမျဉ်းများကိုချိုးဖောက်ကလူလောကသို့ညတိုင်းလာရောက်ပတ်သက်ခဲ့သည့်အတွက်တိုက်ဆောင်နှက်မင်းများ၏အကျဉ်းချခြင်းကိုခံထားရပြီးခန္ဓာကိုယ်တစ်ခုလုံးခဲသိနေသည့်အေးဒဏ်ကြားတွင်အထီးကျန်စွာငိုကြွေးနေမိကိုတွေးမိတိုင်းမင်းခန့်ဤရင်ထဲ၌မိစားဖြင့်ထိုးဆွားတကယ်သို့ပူလောင်လာပါ၏တမိုင်းဆရာလေးတဦးဖြစ်သည့်အတွက်စိတ်ကူးရင်စံယုံထက်လက်တွေ့လှုပ်ဆောင်ရန်မင်းခန့်ဆုံးဖြတ်လိုက်သူသည်ရွာဦးကျောင်းဆရာတော်ထံသို့နောက်ထပ်တစ်ကြိမ်သွားရောက်ကာတိုက်တကားကိုဖွင့်လှစ်နိုင်မဲ့နီလန်းကိုအသေးအတန်လျှောက်ထားတောင်းခံခဲ့ပါ၏တကားလေးလူသားတဦးကတိုင်နန်းထဲကိုကိုယ်တိုင်ဆင်းသွားဖို့ဆိုတာအနေရများလွန်လာတယ်တိုက်ဆောက်တို့ရဲ့ခြောက်လက်မှုတိုက်နန်းရဲ့မိုင်းယာတွေကြားမှာစိတ်ဓာတ်နည်းနည်းလေးရိုင်နေသွားတာနဲ့တိုက်နန်းအောက်ခြေကနေလူလောကကိုဘယ်တော့မှပြန်ရောက်လာတော့မှမဟုတ်ဘူးတိုင်နန်းထဲကိုဝင်ခြင်းရင်ကာယကံရှင်ရဲ့တစ္ဆာတရားနဲ့စင်မှန်တဲ့မေတ္တာတဲ့တစ်ခုတည်းနဲ့ပဲအကအကွယ်ယူပြီးသွားရမှာဖြစ်တယ်ဆရာတော်ဤမိတ်ကြားချက်နဲ့အတူပေဒနာလိုက်သောပရိတ်ကျိုးခွင်းလေးကိုမင်းခန့်လက်တွင်အသေးချာဝစ်ဆင်လိုက်ထိုညသည်ထူးဆန်းစွာပင်ကောင်းကင်ရံ၌လာမင်းကြီးကွယ်ပြောင်းနေသည့်လားကွယ်ညာတညာဖြစ်ကဘာမြေချင်းတစ်ခုလုံးတိမ်ထိုက်အမဲကြီးများဖုံးလွှမ်းလျက်အမောင်ထုကကြီးဆိုနေတိုင်နန်းရှင်များအာနေတတ်သည့်ထိုလားကွယ်ညာ၏တကောင်ရန်အချိန်တွင်မင်းခန့်သည့်လက်နှိပ်ထက်မီတစ်လုံးနှင့်ရွာဦးချောင်းမှရရှိလာသောပစ္စည်းတချို့ကိုယူဆောင်ကကျောင်းဆောင်အနောက်ဘက်ကဇေဒီပြက်ကြီးစီသို့အမောင်ထုကိုတိုးဝင်ရင်တူးရဲထွက်ခွာလာခဲ့ပါတော့၏ဇေဒီပြက်ကြီးဤပပတ်လေတွင်ညစ်တကောင်ရန်ချိန်ကလေတရှူးရှူတိုက်ခတ်နေပြီးဇီကွက်အော်တန်များကကြောင်းမက်ဖွယ်ရွာထွက်ပေါ်နေမင်းခန့်သည်ခြုံနယ်ပိတ်ပေါင်းများကိုဖယ်ရှားကာနေ့ကင်းကရှာဖွေတွေ့ရှိထားသောကျောင်းစာတိုင်းအဟောင်းကြီး၏အောက်ခြေမြေအပ်ကျောင်းကြီးစီသို့ရောက်လာခဲ့၏ထိုအပ်ကျောင်းကြီးထဲမှအလွန်အေးစိမ့်လှသောလေတူကအပြင်သို့တိုးထွက်နေ၏မင်းခန့်သည်ရင်ထဲကဖျားစာကိုအကြိမ်ကြိမ်ရွတ်ဆိုရင်းနှင်းနုနယ်၏မျက်နှာလေးကိုမျက်စိထဲတွင်ပုံဖော်ကာထိုမောင်မဲနေသောအပ်ကျောင်းကြီးအောက်သို့တဖြည်းဖြည်းတွားသွားပြီးဆင်းသွားခဲ့ပါ၏မြေအောက်လှန်ကူလန်းချောင်းသည်ကျင်းမြောင်းပြီးမောင်မဲလွန်လာသဖြင့်လက်နှိပ်တက်မီအလင်းရောင်ဖြင့်အရှိကိုခတ်ခဲစွာကြည့်ခဲ့ရ၏အောက်သို့ဆင်းလေလေခန္ဓာကိုယ်တစ်ခုလုံးအဖြစ်ထိုးစွာတကယ်သို့အေးတံကပြင်းထန်လာလေဖြစ်၏မိနစ်အတော်ကြာလျှောက်လန်းပြီးနောက်မြေအောက်လှန်ကူလန်းသည်ပြုံးကနေကျပြန့်သွားပြီးမျက်စိရှိတွင်တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်မင်းခန့်တယောက်မှင်တက်သွားရ၏ရှေးဟောင်းနန်းတော်ကြီးတစ်ခုပမာခန်းနာထေဝါလာသောကြောက်စင်ရောင်တိုက်နန်းကြီးတစ်ခုကမြေအောက်ထဲတွင်တည်ရှိနေရွှေရောင်တလက်လက်တောက်ပနေသောရတနာတစ်တာများရှေးဟောင်းအိုးစီပုံမောင်းများနှင့်ကြောက်စာတိုင်းကြီးများကဟီးထနေတော်လဲထိုနေရာတစ်ခုလုံးတွင်တက်ရှိဟူ၍ဘာမှမရှိဘဲတုတ်တန်တစားပြင်ကဲ့သို့အေးဆက်တိတ်ဆိတ်နေသည်မင်းခန့်ရှိသို့လမ်းလျှောက်ရန်ပြင်လိုက်စင်မှာပင်ပြုံးကနေဆိုသလိုဘေးပပတ်လေရှိကြောက်စိမ့်တိုင်ကြီးများအနောက်မှကြီးမားလာသောအရိပ်မဲကြီးများထွက်ပေါ်လာခဲ့၏ထိုအရိပ်မဲကြီးများသည်စူးရှားလာသောအနီရောင်မျက်လုံးကြီးများနှင့်အတူကြောင်မက်ဖွယ်ရာအတန်နဲ့ကြီးများဖြင့်မင်းခန့်ကိုဝိုင်းအောင်ကချောင်းလန်းလာကြ၏သူတို့ကတော့တိုက်နန်းကိုစောင့်ရှောက်ရသည့်တိုက်ဆောက်ဘလူးကြီးများနှင့်နာနာဘာဝဝိညာဉ်စုများဖြစ်ကြ၏
လူသားတယောက်ကငါတို့တိုက်နှမ်းမြေစီဘာကြောင့်တတိရှိရှိခြေဆက်ရတာလေအသက်ကိုမနှမျောဘူးလားဟိန်ဟောက်တန်ကြီးများကြောင့်မြေအောင်လှိုင်ကိုကြီးတစ်ခုလုံးတုန်ခါသွားပြီးမင်းခန့်ဤခနာကိုလေးမှာလေတဲကတေးရွက်ကြောက်လေးတစ်ခုပမာတုံရီသွားခဲ့ကြောင်လန်စိတ်ကြောင်နောက်ကြောင်ပြန်လှည့်ခြင်းစိတ်ဖြစ်ပေါ်လာတော့လေညတိုင်းမိမိအခန်းထဲတွင်လာရောက်ကယုံကြည်ကိုးစားစွာဖြင့်အိဆက်တက်သည့်နှင်းနှုံရွယ်၏အပြစ်ကင်းစင်သောမျက်နှာလေးကိုမြင်အောင်မိသောအခါမင်းခန့်၏ရင်ထဲတွင်တတိများဖြုံးကနေပြန်လဲပြည့်နှံလာခဲ့သူသည်လက်တွေဝှစ်ဆင်ထားသောပြည့်ကျုပ်ခွင်းလေးကိုမြှောက်ပြကာစစ်မှန်သောတစ္ဆာစကားကိုရဲဝဲစွာဆိုလိုက်ပါတော့၏ကျွန်တော်မျိုးဟာဒီတိုက်နှန်းတွေကရွှေငွေရတနာတွေကိုလောဘတက်ပြီးလာခဲ့ခြင်းမဟုတ်ပါတိုက်ဆောင်နှက်မင်းတို့ခမညာကျွန်တော်မျိုးဟာတိုက်နှန်းရဲ့အေးအေးတန်ကြားမှာဝေဒနာခံစားနေရတဲ့တိုက်နှန်းရှင်မင်းသမီးလေးနှင်းနှုံတွေကိုကဲတင်မှုသူမအပေါ်ထားရှိတဲ့ကျွန်တော်မျိုးရဲ့ဖြူစင်တဲ့လူသားမေတ္တာအစစ်ကိုတစ္ဆာပြုပြီးလာခဲ့ခြင်းဖြစ်ပါတယ်မင်းခန့်ဤရိုးသားပြတ်သားလာသောစကားများနှင့်မေတ္တာဓာတ်ကြောင့်ထူးဆန်းစွာပင်ကြောက်မက်ဖွယ်ရာအရေးမဲကြီးများသည်အရှိန်အဝါများရောကျသွားပြီးတဖြည်းဖြည်းနောက်သို့ဆုတ်ခါသွားကြ၏ထို့နောက်တိုက်နိုင်၏ဘိုးချက်မရှိကြောက်စိမ်ပလင်ထက်တွင်အဖြူရောင်ဝှစ်ဆင်ထားသောအဘိုးအိုပုံတံတိုက်ဆောင်နှမင်းကြီးပေါ်လာခဲ့၏နှမင်းကြီးကမင်းခန့်ကိုတည်ငြိမ်သောမျက်ဝန်းများဖြင့်စိုက်ကြည့်ရင်အတန်ထွက်ဆိုလိုက်ဒီမဲ့လူသားမင်းရဲ့မေတ္တာတရားကကြီးမားလာပြီမဲ့တိုင်နှန်းရဲ့စီးမြင်းကိုတော့ဖြတ်စီလို့မရဘူးနင်းနုံတွေဟာတိုင်နှန်းအမွေကိုစောင့်ရှောက်ဖို့ကျိန်စာတင့်ထားသူဖြစ်တယ်မင်းသူမကိုကဲချင်နေဆိုရင်ဟောဒီကြောက်စိမ်ပလင်နောက်ကအမောင်ခန်းထဲမှာခဲရန်တိုင်းလိုအေးဆက်ပြီးအိမ်မော်ကြနေတဲ့သူမကိုမင်းရဲ့လူသားမေတ္တာအငွေအတန်နဲ့နိုးထအောင်လုပ်နိုင်ရမယ်အကယ်၍လင်းအာယုံဦးအချိန်ထိသူမမနိုးလာခင်ရင်မင်းပါဒီတိုက်နှန်းထဲမှာဝိညာဉ်အဖြစ်ထားရကြံရည်ခဲ့ရလိမ့်မယ်နတ်မင်းကြီးစိန်ခေါ်ချက်စကားပြီးဆုံးသည့်နေ့တူမင်းခန့်သည်ချက်ချင်းပင်ကြောက်စင်ပလင်နောက်ကအမောင်ခမ်းမကြီးထဲသို့ပြေးဝင်ခဲ့ခမ်းမကြီးအလဲကြောက်ဖြာထက်တွင်ပိုးအင်ကြီးအဖြူလေးဝှစ်ဆင်ထားသောနှင်းနုတွေသည်ဘာအသီးစိမ့်မှမရှိဘဲကြောက်ရွံ့တစ်ခုလိုငြိမ်သက်စွာအိမ်မောကြနေရှာသည်သူမ၏မျက်နှာလေးမှာအတမ်းမဲနေတကယ်တော့ဖြူဖြော့ကတကိုယ်လုံးကြီးခဲတုံးကြီးတစ်ခုလိုအေးစက်နေခဲ့မင်းခန့်သည်နှင်းနှုံရွယ်၏ဖေးတွင်ဒူးထောက်ထိုင်ချလိုက်ပြီးသူမ၏အေးဆက်လာသောကိုယ်လေးကိုမိမိ၏ရင်ခွင်ထဲသို့နှွေးထွေးစွာပွေဖက်ချိလိုက်ပါ၏မိမိ၏လူသားခန္ဓာကိုယ်မှရှိသမျှအပူဓာတ်နှင့်မြတ်တာဓာတ်များသူမ၏ကိုယ်ထဲသို့စီးဝင်သွားစေရန်အသေးအတန်ပွေဖက်ထားရင်မင်းခန့်တယောက်မျက်ရည်များတဖြည်းဖြည်းကျဆင်းလာခဲ့၏နှင်းနှုံတွေနိုးပါတော့ကိုရောက်လာပြီလေမင်းတို့ကဲဖို့ကိုတိုက်နှန်းနဲ့အထိလာခဲ့ပြီညတိုင်းကိုယ့်ရဲ့ခန်းထဲမှာလာအိတ်တလို့မျိုးအခုလည်းကိုယ့်ရင်ခွင်ထဲမှာစိတ်အေးချမ်းသာစွာနဲ့နိုးထလာပါတော့နှင်းနှုံတွေရဲ့မင်းခန့်သည်နှင်းနှုံတွေ၏အေးဆက်နေသောလက်ကလေးကိုမိမိပါးပြင်ပေါ်တွင်ကတ်ထားရင်တကြောတို့တောင်းမှန်တိုးရှိုးနေမိအချိန်ကတဖြည်းဖြည်းကုန်လွန်လာခဲ့ပြီးမြေအောက်လှိုင်ကိုအပြင်ဘက်တွင်အာယုံတက်ချိန်လျာကြီးချိန်သို့နီးကပ်လာနေပြီဖြစ်၏သို့သောနှင်းနှုံတွေကမူဘာလှုပ်ရှားမှုမှမရှိဘဲကြောက်ရွံ့ပမာငြိမ်သက်မြန်ငြိမ်သက်နေစေဖြစ်၏မင်းခန့်တယောက်မိမိ၏အချင်းနဲ့မြတ်တာတရားသည်သူမကိုမကယ်တင်နိုင်တော့ဘူးလားဟုတွေးမိကအသေးကွဲမတက်ပူဆွေးတော့ကရောက်လျက်နှင်းနှုံတွေနှကန်းလွှာလေးပေါ်သို့မိမိ၏မျက်ရည်စာများကြွေကျသွားသည့်တိုင်အောင်အာကိုတကြီးဖတ်ထားမိပါတော့၏မောင်မဲအေးဆေးလာသောတိုက်နှန်းအောက်ချေအမောင်ခမ်းမကြီးအတွင်ဝင်အချိန်တို့သည်တရွေ့၍ကုံလွန်လျက်ရှိမြေအောက်ကဘာ၏အချိန်ရေတွက်ပုံအရာအပြင်လူလောကတွင်အလင်းအာရုံဦးချိန်ရောက်သို့ဆိုက်ရောက်နေပြီလဲဖြစ်တော်လေကြောက်ဖြာထက်တွင်မူဆရာလေးမင်းခန့်တယောက်နှင်းနှုံွယ်၏အေးဆက်လာသောခန္ဓာကိုယ်လေးကိုရင်ခွင်နှန်း၌အသေးအချာထွေးပွေထားစေဖြစ်၏မင်းခန့်၏မျက်ဝန်းအစုံမှစီးဆင်းလာသောပူနွေးလာသောမျက်ရည်စာများသည်နှင်းနှုံွယ်၏ဖြူဖြော့နေသောပါးပြင်ထက်သို့တစ်စက်ပြီးတစ်စက်ကြွေကြလျက်ရှိကုန်၏လူသားတဦး၏စစ်မှန်သောမေတ္တာအငွေအသက်နှင့်ရိုးသားလာသောတစ္ဆာတရားတို့သည်တိုင်နှန်းတစ်ခုလုံး၏အေးဆက်လာသောမာယာကျိန်စာများကိုစတင်ထိုးဖောက်ခြေဖြတ်နေပြီဖြစ်၏ဖြုံးကနေဆိုသလိုပင်မင်းခန့်၏ရင်ခွင်ထဲ၌ခဲသိငြိမ်သက်နေသောနှင်းနှုံွယ်၏ခန္ဓာကိုယ်လေးထံမှထူးဆန်းသောနှွေးထွေးမှုအငွေအသက်တချို့စတင်ထွက်ပေါ်လာခဲ့၏အတမဲနေတကယ်သို့အေးဆက်နေသောသူမ၏လက်ချောင်းလေးများတဖြည်းဖြည်းချင်းလှုပ်ရှားလာပြီးမင်းခန့်၏အင်ကြီးစားကိုအာကိုတကြီးပြန်လည်ဆုပ်ကိုင်လာခဲ့၏ထို့နောက်တန်ရောစင်နှောင်ကြိုကြီးမားလာသောမြောက်ဝန်းတစုံသည်ကလကာကိုဖွင့်လိုက်တကယ်သို့ဖြည်းဖြည်းချင်းပွင့်လန်းလာခဲ့ပါတော့၏
ဆရာလေးနင်းနုနွယ်၏နှက်ခမ်းလွားလေးစီမှထွက်ပေါ်လာသောအတန်လေးသည်ရခင်ညများကထက်ပို၍နှွေးထွေးပြီးအတန်ဝင်လာ၏သူမသည်မိမိအားမျက်ရည်များဖြင့်ပွေဖက်ထားသောမင်းခန့်ကိုကြည့်ရင်အံ့ဩဝမ်းသာခြင်းများစွာဖြင့်မျက်ရည်များဝဲခိုလာခဲ့၏နင်းနုနွယ်မင်းနိုးလာပြီပဲမင်းတကယ်နိုးလာပြီနော်မင်းခန့်တယောက်ဝမ်းသာလွန်၍နှင်းနုနွယ်၏လက်ကလေးကိုမိမိမျက်နှာတွင်အထက်အခါငိုကြွေးမိပါ၏ထိုအချိန်တွင်ကြောက်စိမ့်ပလင်ထံမှတိုက်ဆောင်နှက်မင်းကြီးသည်သူတို့နှစ်ဦးကိုကြည့်ကာတပြင်းတစ်ချက်ကိုတာယာစွာချလိုက်ပြီးတင်ငိမ်သောအတန်ဖြင့်မိန့်ကြားလာခဲ့၏လူသားမင်းရဲ့မေတ္တာတရားအစ်စ်ကတကယ်ပဲကြီးမားလာပြီတဲ့နှစ်ပေါင်းရာချီပြီးဘသူမှမပြတ်စည်းနိုင်ခဲ့တဲ့တိုင်နန်ရဲ့အေးအေးထန်ကြိမ်စားကိုမင်းရဲ့လူသားမျက်ရည်နဲ့နှွေးထွေးမှုကအောင်နိုင်သွားခဲ့ပြီနေနူတွေဟာမင်းဟာလည်းလူလောကကဆရာလေးအပေါ်မှာစစ်မှန်တဲ့တန်ရောစဉ်ရှိခဲ့၍သာဒီလိုနိုးထခွင့်ရတာဖြစ်တယ်ငါတို့တိုင်နန်ရဲ့စီးမြင်အရာကျိန်စာပြေသွားတဲ့တိုင်နန်ရှည်တူကိုထာဝရလက်လွတ်ရမှာဖြစ်တယ်ကဲတွားကြကုန်လို့အာယုံဦးနေအောင်ကြီးမြေပြင်ပေါ်ကိုမကြရောက်ခင်အမြန်ဆုံးလူလောကကိုပြန်ကြလို့နမင်းကြီးဤစကားအဆုံးတွင်တိုင်နန်းကြီးတစ်ခုလုံးတုံခါလာပြီးရွှေငွေရတနာများနှင့်ကြောက်စိမ့်တိုင်ကြီးများတဖြည်းဖြည်းဝေဝါပြောက်ွယ်စားပြူလိုက်မင်းခန့်သည်အား၏မပြေဆုံးသေးသောနှင်းနုနွယ်၏လက်ကိုမြဲမြံစွာဆုပ်ကိုင်းလျက်မှောင်မဲလာသောမြောက်လှန်ကူလန်းကြောင်းတိုင်းအထက်သို့အသေးအတန်ပြန်လဲရုံးကန်တက်ခဲ့ကြပါတော့၏ရှေ့တွင်အလင်းရောင်ဖြောက်ကိုမြင်တွေ့နေရပြီလည်းဖြစ်၏နှင်းနုနွယ်၏ပိုးအင်းကြီးဖြူလေးသည်မြေအောက်လေကြောင်းတစ်ပြက်အပြက်လွတ်ခတ်နေပြီးသူမ၏မျက်နှာလေးတွင်ညာဘက်ကသို့အိမ်မောကြကျင်သည်အရက်အယောင်များလုံးဝမရှိတော့ဘဲကြည်လင်တောက်ပါနေခဲ့၏သူတို့နှစ်ဦးအမောင်ထုကိုဖြတ်ကျော်ကဇေဒီပြက်ကြီး၏မြေအောက်အကြောင်အပြင်ဘက်သို့ရုံးထွက်လိုက်နိုင်ချိန်တွင်ကဘာမြေပြင်ပေါ်သို့ဂန်းခေါ်ပွင့်အောင်အာယုံဦးနေအောင်ချီနုနုလေးများဖြာချလာခဲ့ပြီးဖြစ်သည်ထူဆန်လာသည်မှာနေအောင်ကြီးအောက်သို့ရောက်ရှိသွားသောအခါနှင်းနုနွယ်၏ခန္ဓာကိုယ်သည်ရခင်နှိတ်ခင်ဖက်များခဲ့သို့မိခိုးငွေအဖြစ်ပြောက်ွယ်မသွားတော့ကြည်သူမဝစ်စင်ထားသောရှေးဟောင်းရွှေလုံးကြီးထမင်းနှင့်ပိုးအင်ကြီးရင်ဖုံလေးသည်နေအောင်အောက်တွင်တကယ်လူသားစင်စစ်မင်းကလေးတဦး၏အဝတ်အစားများအဖြစ်ထင်ရှားစွာတည်ရှိနေသူမ၏ပါးပြင်လေးနှစ်ဖက်သည်လည်းဖြူဖြောမနေတော့ဘဲသွေးရောင်လွှမ်းကပန်းရောင်တန်းလျက်လှပလွန်နေခဲ့ပါ၏သူမသည်မိမိ၏လက်ကိုငုံကြည့်ကပြီးနောက်ကောင်းကင်ယံကလင်းလက်နေသောလေမင်းကြီးကိုမောကြည့်ရင်မယုံနိုင်လောက်အောင်ဝမ်းသာပီတိဖြစ်နေရရှာ၏ဆရာလေးကျမကွယ်ပြောက်မသွားတော့ဘူးကျမနေခင်းပြတ်မှလေဆရာလေးဘေးမှာရှိနေနိုင်ပြီကျမတိုက်နှန်းစီမဟုတ်တော့ဘူးဆရာလေးကျမလူသားစင်စစ်ဖြစ်သွားပြီနေနုနွယ်သည်ဝမ်းသာလွန်၍မင်းခန့်၏ရင်ခွင်ထဲသို့တိုးဝင်ကကလေးငယ်တယောက်လိုရှိုက်ကြီးတငင်ကိုကြွေးရှာ၏မင်းခန့်သည်လည်းနှင်းနုနွယ်၏ဆန်ရွယ်ရှည်ကြီးများကိုတာယာစွာပွတ်တက်ပေးရင်ရင်ထဲတွင်အတိုင်းအစားမရှိသောပျော်ရွှင်မှုဝေဒနာကိုခံစားလိုက်ရ၏တိုင်နန်းရဲ့ကျိန်စာနှောင်ကြိုးအောက်တွင်ညတိုင်းခိုးကြောင်ခိုးရဲလာရောက်အိတ်ဆက်ယုံသာတက်နိုင်ခဲ့သောတိုင်နန်းရှင်မင်းသမီးလေးမှာယခုအခါတွင်မူမိမိရှေ့မောင်း၌လွတ်လပ်စွာအသက်ရှူလှုပ်ရှားနေသောလူသားမိန်းကလေးတဦးဖြစ်သွားခဲ့လေပြီမင်းခန့်သည်နှင်းနုနွယ်၏လက်ကိုတွဲလျက်စာတင်ကျောင်းဆောင်ဟောင်းကြီးစီသို့နေအောင်ကြီးအောက်တွင်အတူတူလမ်းလျှောက်လာခဲ့၏ကျောင်းဝင်းတွေကတစ်ပင်ကြီးများပေါ်တွင်ငှက်ကလေးများကတာယာစွာမြေကျူးနေကြပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးချမ်းတာယာလာ၏ထိုနေ့မှစ၍ကုန်းတာရွာလေးကစာတင်ကျောင်းအဟောင်းကြီးစီတွင်ထူဆန်းလာပြီးအကျဉ်းစာရီတာကောင်းမွန်လာသည့်နှင်းနုနွယ်ဟုအမည်ရသောမိန်းကလေးတဦးတရံဝင်ရောက်ရှိလာခဲ့၏သူမသည်ရွာကလေးငယ်များကိုစားပေးများဝိုင်းဝန်းတင်ကြားပေးပြီးဆရာလေးမင်းခန့်၏ဘဝအဖော်မွန်ဖြင့်ဘေးနားတွင်အမြဲတမ်းအရေးပမာရှိနေခဲ့၏ရခင်ကလိုညနေတကောင်ရန်ချိန်တွင်တိုင်နန်း၏အေးထန်ကြောင့်အတိမတ်စိတ်စွာဖြင့်အတိစိတ်မဲ့စွာခိုးပြီးလာအေးရသည့်ဘဝမျိုးမဟုတ်တော့ပါညစဉ်ညတိုင်းရေနံစီမီကွက်ကလေးကိုပူတွဲထုံးညီကမင်းခန့်၏စာဖတ်တန်လေးကိုနားထောင်ရင်းနှင်းနုနယ်တယောက်လူသားစင်စစ်စနီးမယားအဖြစ်လင်မယားနှစ်ဦးတအိပ်ရာထဲတွင်ဘာတော့ကားမှမရှိဘဲစိတ်အေးချမ်းသာရွာစွာဖြင့်အတူတူအိပ်ဆက်အနားယူခွင့်ရရှိသွားပါတော့၏နှစ်ဦးသားကြားကစစ်မှန်သောလူသားမေတ္တာတရားသည်တိုင်နန်း၏ကြီးမားလာသောကျိန်စာနှောင်ကြိုးကိုအောင်နိုင်ခဲ့ပြီးကုန်းတာရွာလေး၏စာတင်ကျောင်းဆောင်လေးတွင်ကျောင်းဆရာလေးနှင့်တိုင်နန်းရှင်မင်းသမီးလေးတို့သည်တသက်အလုံးထာဝရပျော်ရွှင်ချမ်းမြေ့စွာပေါင်းဖက်သွားကြပါတော့၏ဇလန်းလေးကိုအစားကနေအဆုံးထိအားပေးနာဆင်ကြတဲ့ချစ်နန်းရဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများတင်ရှိပါတယ်ရှင်ဇ
လန်လေးကိုကဘာကြီးရဲ့ဘယ်နေရာကနေအားပေးနားဆင်နေကြသလဲဆိုတာလေးကိုကွန်မန့်ဘောက်လေးမှာဖြည့်ခဲ့ပေးကြပါဦးနော်နောက်ထပ်ဘလို့ဇလန်ကောင်းလေးတွေနားဆင်ခြင်းသေးလဲဆိုတာကိုလည်းရေးခဲ့ပေးလို့ရပါတယ်ရှင်ချစ်နန်းရဲ့ channel ပရိသတ်ကြီးများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကိုလည်းလက်မလေးတွေတယောက်တစ်ခုစီလောက်နှိပ်ခဲ့ပြီးတော့အားပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တတာပါ